Walker round 2မှာတော့အင်ရှင်အသင်း3သင်းလုံးကြေးအောင်ထားတယ်ခု round 3စပြီဆိုတော့ round 3မှာရောအင်ရှင်အသင်းတွေကြေးအောင်နိုင်ပါမလားကျွန်တော်တို့တစ်ချက်သုံးသပ်ပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော် AK ပါမနေ့ကတော့ကျွန်တော် all win နေပေါ့နော် Portuguese body နဲ့ Ghana body ရေးခဲ့တာနှစ်ပွဲလုံးအလွတ်ကျိုး all win ခဲ့ပါတယ်ဒီနေ့မှလည်းကျွန်တော်ကြိုက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Asian Mexico နဲ့ ချက်အသင်းပွဲစဉ်ကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးပါမယ်ပွဲစဉ်6ပွဲရှိတဲ့ထဲမှာကျွန်တော်ဒီပွဲကိုတော်တော်ကြိုက်တယ်ပေါ့နော်ဒါအနိုင်ရလက်ရဖို့လည်းပို့ပြီးတော့တရားတလောက်ရှိတဲ့အတွက်ကျွန်တော်ဒီပွဲရွေးချယ်ပြီးသုံးသပ်တာပါMexico အနေနဲ့ကနောက်တစ်ဆင့်ကိုတက်ပြီးသားအသင်းဖြစ်တယ်ပေါ့ချက်အနေနဲ့ကတော့ရှေ့မှာတောင်ဖရီးကောက်သေးကြတယ်တောင်ကိုရီးယားကိုရှုံးပြီးတော့ရမှတ်တမှတ်ပဲရသေးတာပေါ့ချက်အနေနဲ့နောက်ဆင့်တက်ဖို့အတွက်မျှော်လင့်ချက်ကဝေဝါးနေတာပေါ့အဲ့လိုအခြေအနေမှာ Asian Mexico အသင်းအနေနဲ့ဒီနေ့မှာဖွင့်လာတဲ့ကြေးကတည်မကြရင်ရပြီဆိုတဲ့ဈေးတန်းတစ်ခုကိုဖွင့်လာတာကျွန်တော်ကတော့ဒီဈေးတန်းကိုကျွန်တော်သဘောမကျဘူးမက်ဆီကိုအနေနဲ့ဒီထက်ပိုပြီးပေးတင်တယ်နောက်ဆင့်တက်ယူသားဖြစ်လို့အမှတ်မလို့တော့လေကြေးပျော့ကောင်းပျော့နေတာဖြစ်နိုင်တယ်ဒါပေမဲ့မက်ဆီကိုရဲ့အဆင့်အတန်းနဲ့ Asian Mexico အနေနဲ့ဒီချက်နိုင်ပွဲမရသေးတဲ့ချက်အသင်းကိုဒီထက်ပိုပြီးတော့ဈေးပိုပေးလို့ရတယ်အခုခါ Mexico body ကထိုးသားအနေနဲ့တည်မကြရင်ရပြီဆိုတာကြီးကလုံးဝထိုးသားအနေနဲ့ Mexico body ကိုပျော်ပျော်ကြီးယူမဲ့အကွက်ကိုမြင်တယ်ကျွန်တော်တို့ဒီပွဲမှာ chat body ကိုကြိုက်တယ် chat တို့ဒီပွဲမှာဥရောပဘောလုံးအဆင့်တန်းကဘာဆိုတာကိုသူတို့ပြမဲ့အချိန်ရောက်ပြီနောက်တစ်ဆင့်တက်ဖို့ဆိုတာလည်းအုပ်စုတက်တရရဖို့အတွက်ဒီပွဲကမဖြစ်မနေနိုင်ရဖို့လိုတယ် chat အနေနဲ့ဒီပွဲလုံးဝတည်ကြလို့မရဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီပွဲမှာ NI အားလိုက်ဆော့လာမယ်ကျွန်တော် chat အသင်း body ကိုကြိုက်ပါတယ် chat အသင်းရဲ့လူစင်ကတကယ်ကံမဲ့ဆိုရင်တော်တော်အသင်းတွေကိုရှင်ကန်တဲ့လူစင်ရှိသူ့ရဲ့ကစားသမားစုဖွဲ့မှုကဥရောပအသင်းကြီးတွေကကစားသမားစုဖွဲ့မှုဖြစ်ပြီးတော့ Asian တွေကိုမျက်ကွယ်ပြုတ်ချင်ပါတယ် Asian တွေရှေ့ round 2မှာလည်း USA လည်းကြီးအောင်တယ်ကနေဒါလည်းကြီးအောင်တယ်မက္ကဆီကိုလည်းကြီးအောင်ထားတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကဒီပွဲ chat body ကိုကြိုက်တယ် Asian တွေကြီးမအောင်နိုင်တော့ဘူးပြီးတော့မက္ကဆီကိုကနှစ်ပွဲဆက်တိုက် BDDS no ကန်ထားတဲ့အတွက်ဒီညကျွန်တော် BDDS yes ကိုလည်းကြိုက်ပါတယ်ကျွန်တော်ဒီည BDDS yes ဖြစ်သွားရင်တော့မှချက်ကမနိုင်ရင်တော့မှအနည်းဆုံး1-1လောက်တော့ခံကန်နိုင်မယ်လို့ကျွန်တော်ယူဆတဲ့အတွက်ကျွန်တော်ဒီညchat body ကိုကျွန်တော်ကြိုက်ပါတယ်ကျွန်တော်ကြိုက်ကတော့ဒီည chat body ပါနောက်တစ်ပွဲကတော့ Morocco အသင်းနဲ့ Haiti အသင်းပွဲစဉ်ကိုကျွန်တော်ရွေးချယ်သုံးသပ်ပြပါမယ်ဒီပွဲတော့ကျွန်တော်လိုတိုရင်းလေးပဲသွားလိုက်မယ်ကျွန်တော်ဒီပွဲမှာ Haiti body ကြိုက်ပါတယ်body ချင်းနှလုံးသေးပေါ့နော် Morocco ကပေးထားတာ Morocco အနေနဲ့ဒီညဘောနိုင်ကြီးရှုံးအကွက်ပဲကန်သွားမယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီည Haiti body ကိုကြိုက်ပါတယ်ကျွန်တော်ရဲ့ဒီညအကြိုက်ဆုံးပွဲကတော့ chat body ပါအရန်ပွဲကတော့ Haiti body ပါဒါကျွန်တော်ရဲ့ YouTube channel တက်မလို့ကျွန်တော်ကို like and subscribe လုပ်ခဲ့ပါအောင်ညီကိုတွေအားလုံးပဲ call လက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်